အားလုံးပဲမင်္ဂလာပါမင်းဆွေအပေါင်းတို့ချမ်းသာကြပါစေလူဤစာနာပြေဝအားလုံးပင်ဆိုင်နိုင်ကြပါစေဒီကနေ့မှာကျွန်တော်နောက်ထပ်ကထာတစ်ပုဒ်တင်ပြချင်ပါတယ်ဒီကထာကိုမင်းဆွေတို့အတွက်အကျိုးရှိနေမယ်လို့ကျွန်တော်မျှော်လင့်နေတယ်ဒီကထာကိုအသောလိုလို့ရှိရင်ယူကြည်စွာအသောလိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအစိုးတိကြည့်ပေးလိုက်ပါဒီကထာတွေကိုသုံးတဲ့အခါမှာရုပ်ဖတ်တဲ့အခါမှာဘုရားကိုအာရုံပြုပြီးလေးလေးနက်နက်ရိုးရိုးကြည်ကြည်ရုပ်ဖတ်ပါအစွတ်ထည့်ပါလိမ့်မည်မိမိကာစာတာဂျိုစီဂျိုနေညပြင်းနေပါကအထူရုပ်ဖတ်ရ၍ခြေဖြက်အောင်မြင်မှုကိုရယူနေလေသည်ကာနဲ့ကာစွန်တွေကိုပြေပြော့ပါလိမ့်မည်ဒီကထာကိုယုံကြည်စွာရုပ်ဖတ်ပါဒီကထာကိုအပါဠိရုပ်ပြပါမယ်တေတေညချာနားတော်ပြပါယာဒိုနိမိတ္တာအဝမေကလိစာယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာဗုဒ္ဓနုဘာဝေနဝိနာသမိန်တုယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာဓမ္မနုဘာဝေနဝိနာသမိန်တုယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာသံဃာနုဘာဝေနဝိနာသမိန်တုနောက်တစ်ခါပြဆိုကြည့်မယ်ယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာဗုဒ္ဓနုဘာဝေနဝိနာသမိန်တုယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာဓမ္မာနုဘာဝေနဝိနာသမိန်တုယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာသံဃာနုဘာဝေနဝိနာသမိန်တုနောက်တစ်ခါပြဆိုကြည့်မယ်ယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာဗုဒ္ဓနုဘာဝေနဝိနာသမိန်တုယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာဓမ္မာနုဘာဝေနဝိနာသမိန်တုယာဒိုနိမိတ္တာအဝမေကလိစယောစာမနာပောသကုဏသသဒောပါပေကဟောတုသုပိနအကာတာသံဃာနုဘာဝေနဝိနာသမိန်တုဒီကထာကိုအသောလိုလို့ရှိရင်တေတေချာချာရုပ်ဖတ်ပါအပါဠိတွေကိုရုပ်ဖတ်တဲ့အခါမှာဘုရားကိုအာရုံပြုပြီးရိုးရိုးကြည်ကြည်လေးလေးနက်နက်နဲ့ရုပ်ဖတ်ပါအကျိုးကျေးဇူးတွေကိုအညဂျိုစီဂျိုနဲ့တွေကိုပြေပြော့ပါလိမ့်မည်
ယုံကြည်စွာယူဖပါပြပြသားသားနဲ့ယူဖပါအားလုံးပဲကျေးဇူးတင်ပါတယ်